အားလုံးပဲမင်္ဂလာပါရှင်ရှုမနိုင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စိတ်ဝင်စားတဲ့ပုံမြင်လေးကိုတင်ဆက်ပေးမှာမလို့နားဆင်ကြပါအောင်နော်ပုံမြင်လေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့ကြနဲ့နော်ဆန်ညက်အခုတရားဟိုးရှိရှိတော့ဘယင်တစ်ပါးမှာသမီးတော်9ယောက်ရှိတယ်သမီးတော်တွေဟာချုံမောလှပကြပြီးရှီလျားနှက်မောင်းနဲ့သပင်ကိုစီပိုင်ဆိုင်ထားကြတယ်ဒါကြောင့်ဘယင်ကသမီးတော်တိုင်းကိုလှပတဲ့ဆန်ညက်အခုတရားစီလက်ဆောင်ပေးခဲ့တယ်တဲ့တနေ့မနက်မှာပထမသမီးတော်ဟာအိယာကချပြီးခါတိုင်းလိုပဲသပင်တွေကိုဖိတင်နေခဲ့တယ်အဲ့ဒါလိုဖိတင်နေတော့သူ့ရဲ့ဆန်ညက်တစ်ချောင်းပြောင်းနေတာကိုသူသတိထားမိလိုက်တယ်ဒါနဲ့ဒုတိယသမီးတော်စီကနေဆန်ညက်တစ်ချောင်းသူ့တိတ်တိတ်လေးခိုးယူလိုက်တယ်ဒုတိယသမီးတော်ကလည်းသူ့ဆန်ညက်တစ်ချောင်းပြောင်းနေတာကိုသတိထားမိတော့တတိယသမီးတော်ရဲ့ဆန်ညက်တစ်ချောင်းကိုခိုးယူလိုက်တယ်တတိယသမီးတော်ကလည်းသူ့ဆန်ညက်တစ်ချောင်းပြောင်းနေတာကိုသတိထားမိတော့စတုထသမီးတော်ရဲ့ဆန်ညက်တစ်ချောင်းကိုခိုးယူလိုက်တယ်စတုထသမီးတော်ကပြင်စမသမီးတော်ရဲ့ဆန်ညက်ကိုခိုးယူတယ်ပြင်စမသမီးတော်ကဆဋ္ဌမသမီးတော်ရဲ့ဆန်ညက်ကိုခိုးယူတယ်ဆဋ္ဌမသမီးတော်ကတထမသမီးတော်ရဲ့ဆန်ညက်ကိုခိုးယူတယ်အဲ့ဒါလိုနဲ့သမီးတော်အငယ်ဆုံးရဲ့ဆန်ညက်က69ခုပဲရှိတော့တယ်နောက်တစ်နေ့မှာအိမ်နီးချင်းနိုင်ငံကမင်းသားတစ်ပါးဟာဘယင်ကြီးစီရုတ်တရက်အလဲရောက်လာခဲ့တယ်မင်းသားကမနေ့ကကျွန်တော်မျိုးမွေးထားတဲ့ခိုးတကောင်ဟာဆန်ညက်တစ်ခုကိုကိုက်ချီလာခဲ့တယ်အရှင်မင်းကြီးရဲ့သမီးတော်တွေရဲ့ဆန်ညက်ဖြစ်မဲ့ထင်လို့ကျွန်တော်မျိုးလာရခြင်းဖြစ်တယ်ဘယ်သမီးတော်ရဲ့ဆန်ညက်ပြောက်သွားသလဲဖေဟာလို့ဘယင်ကြီးကိုရှောက်တင်နေသမီးတော်တွေကမင်းသားရဲ့စကားကိုကြားတော့သူပြောက်ပါတယ်ငါပြောက်ပါတယ်လို့ပြောချင်ပေမဲ့သူတို့စီမာကဆန်ညက်အခုတရားရှိနေတော့မပြောနိုင်ခဲ့ကြဘူးအဲ့ဒီမှာသမီးတော်ငယ်ဆုံးလေးကသမီးတော်ရဲ့ဆန်ညက်တစ်ချောင်းပြောက်သွားပါတယ်လို့ပြောလိုက်တယ်စကားပြောပြီးချင်းဆန်ညက်တစ်ချောင်းရော့နေတဲ့သမီးတော်ရဲ့ဆန်ရွယ်တွေဟာဖြီရော့ကြလာခဲ့တယ်ဆန်ရွယ်တွေနဲ့လှပနေတဲ့သမီးတော်ရဲ့အလှကိုမင်းသားလေးဟာရင်သက်ရှူမောသွားခဲ့ပါတယ်နောက်ဆုံးတော့ပုံမြင်ရဲ့အဆုံးကမင်းသားနဲ့မင်းသမီးပျော်ပျော်ရွှင်ရွှင်ညားကြလေတည်းပေါ့ဆန်ညက်အခုတရားဟာလုံးဝပြည့်စုံတဲ့လူဘဝဆိုရင်ဆန်ညက်တစ်ခုရော့နေတဲ့ဘဝကမပြည့်စုံတဲ့ဘဝလို့ဆိုရမယ်မပြည့်စုံတဲ့ဘဝဟာနောက်တစ်ချိန်မှာပြောင်းလဲခွင့်ရှိရဲ့အခွင့်အရေးကိုရပါလိမ့်မယ်အဆုံးမရှိရဲ့ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်ချုပ်ရင်းချက်ရှိရနဲ့စိတ်ညစ်မှိုင်တည်နေတော့မလားလူဘဝရဲ့မပြည့်စုံခြင်းကိုဘယ်လိုရင်ဆိုင်ကြမလဲမျက်ွယ်ပြူတယ်ဆိုတိုင်းပြီးဆုံးသွားမှာမဟုတ်ပါဘူးရင်ဆိုင်ရတယ်ဆိုတိုင်းခက်ခဲရမဟုတ်ပါဘူးအထီးကျန်နေဆိုတိုင်းမပြောရွှင်တာမဟုတ်ပါဘူးရယူပိုင်ဆိုင်ပြီဆိုတဲ့ကထာဝရတည်မြဲတာမဟုတ်ပါဘူးဆုံးရှုံးပြီဆိုတိုင်းနောက်တစ်ခါမပိုင်ရတော့တာမဟုတ်ပါဘူးလက်ထွက်ခဲ့တယ်ဆိုတိုင်းစိတ်ထက်ပြောညံ့လို့မဟုတ်ပါဘူးရွေးချယ်စရာလည်းမရှိတော့ဘူးလို့အလင်းစလို့မပြောလိုက်ပါနဲ့လောကမှာအမှားနဲ့အမှန်ပဲရှိရလို့မထင်လိုက်ပါနဲ့ကိစ္စတော်တော်များများရဲ့အဖြစ်အတစ်ခုတည်းရှိရမဟုတ်ပါဘူးကျမတို့မှာရှောက်ဖို့လမ်းနေအမြဲရှိနေပါသေးတယ်အလွတ်တက်ဖို့တိနာလေသူဟာပေါ့ပါတယ်မေ့တက်ဖို့တိနာလေသူဟာလွတ်လပ်တယ်စိတ်ညစ်ဖို့တင်ဆင်ခြင်းပေးနိုင်ရင်ပျော်ရွှင်မှုအသက်ကိုလည်းတင်ဆင်ခြင်းရှာနိုင်ပါတယ်ဒီနေ့အတွက်ဇလန်းလေးရတော့ဒီလောက်ပါပဲရှင်ခလေးတို့လည်းမမပြောတဲ့ပုံမြင်လေးရနေအတိတရားလေးရမယ်လို့ယုံကြည်ပါတယ်နောက်တစ်ပတ်တွင်မှလည်းကောင်းနှုတ်ရာလေးကိုတင်ဆက်ပေးဦးမှာမလို့ channel လေးကိုစောင့်မျှော်အားပေးဖို့မမေ့ကြနဲ့နော်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်